မှာပြုလုပ်မှာကတော့ရွှေပြုံလေးဖြစ်ပါတယ်ရွှေပြုံလေးကိုလုပ်ဖို့အတွက်ဘာလို့အဲ့လဲဆိုလို့ရှိရင် polyfill လို့ခေါ်တဲ့ဒီမြန်မာလိုဆိုလို့ရှိရင်တော့ဒါဝါကွန်းလိုဟာမျိုးပေါ့နော်အဲ့ဒါရဲ့နောက်ပြီးအခါကျတော့ plastic 8 any type of plastic 8ဆိုပါတယ်ဘယ်လိုပဲစားပဲဖြစ်ပေါ့နော်ရွှေပြုံလေးကိုအကြီးလုံးမလားအသေးလုံးမလားဆိုတာစဉ်းစားပြီးတော့အကြီးလုံးမယ်ဆိုရင်လည်းဟလာဒီချက်ကြီးတဲ့ plastic ကိုသုံးလို့ရပါတယ်ရွှေပြုံလေးတေးသေးပဲလုပ်မယ်ဆိုလို့ရှိရင်တေးတဲ့အိတ်ကိုသုံးလို့ရပါတယ်အဲ့တော့ polyfill plastic ထဲထည့်ပါမယ်ဒီလိုရှင်းနေတော့ဒီလိုစုပြီးတော့ခြေလိုက်မယ်ကီယာကိုချီဖို့အတွက်ကိုနီကျိုး၄ချောင်းသုံးပါမယ်ကျိုးကတော့ဘယ်လိုကျိုးမျိုးပဲဖြစ်ဖြစ်ရပါတယ်နော်ရွှေပြုံသီးလေးကဒီကျိုးတွေချီပြီးသွားပြီဆိုရင်ဒီရွှေပြုံသီးလေးရဲ့ထိတ်ကလေးကိုသူ့ရဲ့အညာလေးနဲ့တူအောင်ပုံစံဖော်မယ်ဆိုတော့ဒီကြွကြွဒီအပေါ်ပိုင်းလေးကိုကျမတို့ဒီမျိုးလေးခောက်လိုက်တယ်ခောက်လိုက်ပြီးတဲ့အခါကျတော့ masking tape လို့ခေါ်တဲ့ဒီtape လေးပေါ့နော် masking tape နဲ့ပတ်ပါမယ်စက်ကူမလိုအပ်တဲ့စက်ကူကြီးပေါ့နော်အိမ်မှာသတင်းစာတို့ဘာလို့ရှိရဲဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်ရမြကစီးနဲ့ကိုက်မယ်ဒီစက်ကူလေးတွေဖြတ်ပြီးသွားတဲ့အခါမှာဒီမှာဒီ school glue လို့ခေါ်တဲ့ဒီကော်ပေါ့နော်ကော်ရေးသုံးမယ်ရေဒါတော့ဒါ normal water ပေါ့နော်ဒါတော့ရေထည့်မယ်အဲ့တော့ကော်ရေတောက်မယ်ပြီးရင်အပေါ်ကစကူလေးကမ်းမယ်တော့တညတာအချောက်ခံပြီးသွားတဲ့အခါမှာတစ်ဖက်ကိုလှန်ပြီးတော့စက်ကူနဲ့ကော်နဲ့ထပ်ပြီးတော့ကပ်ပါမယ်
ကတော့ pumpkin ဒီရွှေပြုံးသီးလေးရဲ့တခြားတစ်ဖက်ကိုစကူကောတော့လုပ်ပြီးပါပြီအဲ့ဒီအတွက်နောက်ထပ်တင်ညာလောက်ထပ်ပြီးတော့အချောက်ခံပါမယ်ဒါကတော့ခုနကညှက်ထားတဲ့သတင်းစာပိုင်းစာလေးတွေကိုအသုံးပြုပြီးတော့နောက်ထပ်တစ်လွှာထပ်ပြီးတော့ကတ်မယ်ပေါ့နော်နောက်ထပ်တစ်လွှာထပ်ကတ်တဲ့အခါမှာလည်းပထမတစ်လွှာကတ်ထားတယ်လို့ပဲပေါ်နေပြီးတော့ကိုရင်းနဲ့ထပ်ပြီးတော့တုပ်ပေးရမှာဖြစ်ပါတယ်အခုကတော့သတင်းစာနဲ့နောက်ထပ်တစ်ထပ်ထပ်ပြီးတော့အုပ်လို့ပြီးတော့ပါပြီအခါကျတော့တညတစ်ခါထပ်ပြီးတော့အချောက်ခံပါမယ်ဒီနေ့ကတော့ဒုတိယတစ်လွှာ6သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးတစ်လွှာထပ်ပြီးတော့ပေါ်တုပ်ပါမယ်တတိယတစ်ထပ်တစ်လွှာ6သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့နေစေးချီအောင်လေးတောက်ပါမယ်ပထမတစ်ထပ်အဖြူရောင်တောက်တယ်ပြီးလို့ရှိရင်အချောက်ခံလိုက်မယ်ပြီးရင်အဲ့ဒီပထမဒီအဖြူရောင်6သွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီလိမ်မော်ရောင်ပေါ့နော်ဒီအစစ်ကာလာအပေါ်ကနေထပ်ပြီးတော့တောက်မှာဖြစ်ပါတယ်โอเคဒီနေ့ကတော့ဆေးနောက်ဆုံးတစ်ထပ်လည်းတောက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေပြုံးသီးအစစ်ကလေးနဲ့တူအောင်တပုံစံနဲ့ကြည့်အောင်ဒါရွှေပြုံးသီးအစစ်ကလေးပေါ့နော်ဟိုနေ့ကဈေးရဲဝယ်လာတာတူအောင်လိမ်မော်ရောင်လေးတောက်ပါမယ်လိမ်မော်ရောင်လေးacrylic paint လို့ခေါ်ပါတယ်ဒီဆေးနာမည်လေးကတော့အခုလိုမျိုး6သွားပြီဒီဆေးလေးတွေက6သွားပြီဆိုလို့ရှိရင်တော့ဖယုံသီးလေးကိုပြောင်းပြန်လှန်ပြီးတော့သူ့ရဲ့ဒီကျမရှေ့ဆက်ပြီးတော့ဒီဖယုံသီးလေးကိုစင်ဒရလာလေးနေတဲ့ဖယုံသီးလေးအိမ်ဆိုပြီးတော့အိမ်လေးစောက်ဖို့စီစဉ်ရှိရပေါ့နော်ဖယုံသီးလေးဖယုံသီးအိမ်လေးပေါ့နော်အဲ့ခါကျတော့ကျမဒီဖင်လေးကိုဖောက်ပြီးတဲ့ခါကျတော့သူ့ထဲမှာမိအိမ်လေးထည့်မယ်ပြီးလို့ရှိရင်အိမ်တကားလေးတွေဗရင်ပေါက်လေးထည့်ပြီးတော့ဒါစင်ဒရလာလေးနေတဲ့အိမ်ဖယ်ရီလေးနေတဲ့အိမ်ဆိုပြီးလှုပ်ချင်တဲ့အတွက်ကြောင့်မို့ဒီဖယုံသီးရဲ့ဖင်ပိုင်းလေးကိုဖောက်ပြီးတော့အရင်ထည့်ထားတဲ့ဒီအစာပလာတွေပလတ်စတစ်အိတ်တွေအကုန်လုံးပြန်ထုတ်မယ်ပေါ့နော်ထုတ်ဖို့အတွက်ကိုဒီ craft knife လေးကိုသုံးပါမယ် โ
ကတော့အိမ်မှာကိုယ်တိုင်ပြုလုပ်တဲ့စက်ကူကောရွှေပြုံသီးလေးရပါပြီရှင်အခုပြုလုပ်တဲ့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်ပျော်ရွှင်ကြောသရေညနေ့ဖြစ်ပါစေ Happy Halloween ပါ See you next video ကျေးဇူးတင်ပါတယ်တတာ